အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီ The Brighton Aesthetic and Man Wellness Clinic မှာအမျိုးသားကျန်းမာရေးဆရာဝန်ဒေါက်တာကောင်းလံဝင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်အခုနောက်ပိုင်းပေါ့နော်အမျိုးသားကြီးကြားမှာခေတ်စားလာတဲ့ frenulectomy မေးတိုင်းကျိုးဖြတ်ခြင်းဆိုတဲ့ဒီ treatment လေးအကြောင်းကိုကျွန်တော်အားလုံးကိုဒီနေ့ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာ frenulan လို့ခေါ်တဲ့ဒီမေးတိုင်းကျိုးကတော့အမျိုးသားအင်္ဂါရဲ့ထိတ်ခေါင်းပေါ့နော်ထိတ်ခေါင်းရဲ့အောက်ဘက်မှာဒီအမျိုးသားအင်္ဂါထိတ်ခေါင်းနဲ့အရေပြားကိုဆက်ထားတဲ့အတနုလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ frenulan လေးရှိနေခြင်းကဘာဆိုးကျိုးတွေရှိလို့ဖြတ်ကြတာလဲဆိုရင်တော့ဒီ frenulan ကြားထဲမှာပေါ့နော်ဒီကြီးညော်တွေအောင်းနိုင်တယ်ချွေးတွေစီးကြံတွေအောင်းနိုင်တယ်အဲ့ဒီအတွက်ကူးစက်ယောဂတွေလည်းဖြစ်နိုင်တယ်လို့အရေပြားယောဂတွေလည်းဖြစ်နိုင်တယ်နောက်ပြီးတော့ဒီ frenulan ကအင်္ဂါထောင်မှတ်တဲ့အချိန်ဆက်ဆံတဲ့အချိန်မှာfrenulan တင်းတာနောက်ပြီးတော့အရေပြားပြဲတာဖြစ်လို့ရှိရင်အထဲမှာ frenulan artery ဆိုတဲ့သွေးကြောလေးတစ်ချောင်းရှိနေတဲ့အတွက်သွေးထွက်အရမ်းများတာမျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျာ။ပြီးတော့နောက်ဒီ frenulan လေးကတင်းနေလို့ရှိရင်လည်းအင်္ဂါထောင်မှတ်တဲ့အချိန်မှာအပြည့်အဝမထောင်မှတ်နိုင်ဘဲနဲ့အမျိုးသားအင်္ဂါအောက်ကိုကောက်နေတာတူနေတာအဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ဒီဘက်ဒီ frenulectomy လုပ်ထားတာကတော့ဒီအမျိုးသားကျန်းမာရေးအတွက်ကောအမျိုးသားဆက်ဆံရေးအတွက်ကောအကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။အခုလောက်ဆိုရင်ပေါ့နော်ဒီ frenulectomy မေးတိုင်းကျိုးဖြတ်ခြင်းကိုလှုပ်ဆောင်သင့်တယ်ဆိုတာကတော့အားလုံးသိရှိပြီးလောက်ပြီလို့ထင်ပါတယ်ခင်ဗျာ။ဒီအတိုင်းပဲပေါ့နော်ဒီ frenulectomy ကိုလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဘေးရန်တွေရှိနိုင်လဲနောက်ပြီးတော့ဒီဘယ်လိုလှုပ်ဆောင်ရင်အနေအကင်းဆုံးနဲ့အကောင်းဆုံးဖြစ်မလဲပေါ့နော်ပြီးတော့နောက်သူ့ကိုလုပ်တဲ့အတွက်ကောင်းကျိုးတွေဘာတွေရှိမလဲအဲ့ဒါတွေကိုကျွန်တော်ဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အများဆုံးမေးခွန်းဖြစ်တဲ့ပေါ့နော်ဒီ frenulan ထဲမှာ frenulan artery ဆိုတဲ့သွေးကြောလေးရှိရတဲ့သွေးကြောပြတ်သွားလို့ရှိရင်ရောဒီအင်္ဂါထောင်မှန်းမှုထိရိုက်နိုင်လားအဲ့မေးခွန်းလေးလည်းကျွန်တော်ဖြေပေးသွားပါမယ်ဒီမိတိုင်းကျိုးထဲမှာရှိတဲ့ပေါ့နော် frenulan artery ကတော့ဒီလေအင်္ဂါထောင်မှန်းမှုနဲ့လုံးဝမသက်ဆိုင်ပဲနဲ့ပေါ့နော်လေအင်္ဂါရဲ့အပေါ်ဆုံးအလွှာလေးတစ်ခုပဲကိုပဲပေးတာဖြစ်တဲ့အတွက်လေအင်္ဂါထောင်မှန်းမှုထိခိုက်ခြင်းလုံးဝမရှိပါဘူးခင်ဗျာဒီပေါ့နော် frenulectomy ကိုလုပ်မယ်ဆိုရင်ရရှိနိုင်တဲ့ကောင်းကျိုးတွေထဲမှာပေါ့နော်ခုနပြောတဲ့ဒီ frenulan artery လို့ခေါ်တဲ့ဒီမေးတိုင်းကျိုးလေးမှာရှိတဲ့သွေးကြောလေးကလေအင်္ဂါရဲ့ထိတ်ခေါင်းရဲ့အပေါ်ရဲ့အလွှာလေးကိုပေးတာဖြစ်တဲ့အတွက်ဒီလေအင်္ဂါထိတ်ခေါင်းမှာအထီးအတွေ့ကိုအာရုံခံစားလွယ်ပြီးတော့ပေါ့နော်သုံးလွတ်မြန်နေတဲ့လူတွေအတွက်လည်းဒီအထိုက်လျောက်သက်သာသွားစေမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ဒီမေးတိုင်းကျိုးနေရာပေါ့နော် frenulan နေရာကလေအင်္ဂါတစ်ခုလုံးမှာအာရုံခံစားမှုအသိရှိအလွယ်ဆုံးနေရာဖြစ်တဲ့အတွက်ဒီနေရာလေးကို frenulectomy လုပ်လိုက်ခြင်းအဖြစ်ပေါ့နော်သုံးလွတ်မြန်ခြင်းကိုအထိုက်လျောက်သက်သာသွားစေမှာဖြစ်ပါတယ်ခင်ဗျာဒီ frenulan ထဲမှာပေါ့နော်ခုနကျွန်တော်ပြောတဲ့ရှေ့မှာပြောပြထားတဲ့frenulan ထဲမှာကြီးညော်တွေအောင်းတာစီးကြံတွေအောင်းတာအဲ့ဒါကြောင့်ကူးစက်ယောဂတွေဖြစ်နိုင်တာကိုလည်း frenulectomy လုပ်လိုက်ခြင်းအဖြစ်အထိုက်လျောက်သက်သာသွားစေမှာဖြစ်ပြီးတော့ကူးစက်ယောဂဖြစ်နိုင်ရေးတွေအတော်အသင့်ကိုရောကြသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ frenulectomy ကိုလုပ်မယ်ဆိုရင်ပေါ့နော်အဓိကအားဖြင့်အထဲမှာသွေးကြောရှိတဲ့အတွက် diathermy ခေါ်သွေးတိတ်ဆက်ပေါ့အဲ့ဒါတွေလေဆာတွေနဲ့အသုံးပြုပြီးတော့ဖြတ်မယ်ဆိုရင်တော့အန်နီယယ်ကင်းရှင်းစွာနဲ့အကောင်းမွန်ဆုံးလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်